သူများစီမှာမကပ်ပဲဘေးနဲ့ရုပ်ရှင်စကားကြီးကိုဒေါ်လာဘီလီယံချီအကုန်ခံကကိုရိုင်းရိုက်ကူမဲ့ဖို့ချစ်တခြားမင်းသားတွေလိုသူများစကားမှာပြုတ်ဆောင်တာမဟုတ်ပဲဘီလီယံချီအကုန်ကြခံပြီးတော့ကိုရိုင်းရိုက်ကူကစကားတင်ဆက်မှာကတော့စက်မင်းသားဖို့ချစ်ပါဖို့ချစ်ကထုတ်လုပ်သူကိုရွှေမန်းနဲ့အပြိုင်မြမသမိုင်းနောက်ခံစကားကိုရိုက်ကူမှာဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲမြန်မာနိုင်ငံချမ်းသာဆုံးတထေးကြီးကိုရွှေမန်းကကုန်းမောင်နန်းဆက်ရုပ်ရှင်စကားကြီးကိုမင်းသားမင်းသမီးအယောက်200ကျော်နဲ့အတူမြန်မာနိုင်ငံရဲ့ထိပ်တန်းပြုဆောင်ရုပ်ရှင်မြို့တော်တစ်ခုတည်ဆောက်ပြီးတော့ခန္ဓာစွာရိုက်ကူးမှာပါဒီလိုမျိုးကိုရွှေမန်းကကြီးကျယ်ခန္ဓာရုပ်ရှင်စကား5ကားအတွက်နာမည်ကြီးမင်းသားတွေအများကြီးအပြင်ဆက်မင်းသားတွေဖြစ်တဲ့အော်သူဘူးစိန်မိုးစားတဲ့ဆက်မင်းသားတွေကိုလည်းပါဝင်ထားပါတယ်ဒါပေမဲ့မြန်မာနိုင်ငံရဲ့နာမည်ကြီးဆက်မင်းသားဖို့ချစ်ကိုတော့မငားခဲပါဘူးဒီလိုချိန်မှာပဲဖိုးချစ်ကတက်ကြီးသပင်အနုပညာရှင်တွေကိုပူဇော်ထောက်ပံ့မဲ့သပင်ပွဲတော်ရန်ပုံငွေပွဲမှာဖိုးချစ်ကဘေးနောင်ပြဆက်ကိုကပ်ပြခဲ့သလိုမကြခင်သူပိုင်ဆိုင်တဲ့ရုပ်ရှင်ထုတ်လုပ်ရေးကနေပြီးရင်နောက်အထုပ်ပတ်တိသမိုင်းနောက်ခံရုပ်ရှင်စကားကိုကိုရိုင်းထုတ်လုပ်ရိုက်ကူတင်ဆက်သွားမယ်လို့သိရပါတယ်ဖိုးချစ်ကိုရိုင်းကငွေကုန်ကြီးကြခံပြီးတော့ရိုက်ကူမဲ့သူဒုတိယမြန်မာနိုင်ငံတော်တည်ထောင်သူဘီရင်နောက်မင်းတရားကြီးရုပ်ရှင်ကဘလောက်တောင်ခဏနေမလဲကိုရှင်မန်းတို့ရုပ်ရှင်ထပ်ပို့ပြီးတော့အောင်မြင်သွားမလားဆိုတာကတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်ရှင်။ဖိုးကြပြုခင်ကပြောလို့အကွန်ထိုးတော်မိသားစုပေါ်မှာမေတ္တာကြီးရှာတဲ့ရေဆက်ပါတယ်လို့ပြောဆိုခဲ့တာပါ။အစကတော့ပိုးကြပြုခင်ကငွေတွေမှတ်လို့ယူခဲ့တယ်လို့ထင်ခဲ့ကြတာတကယ်တော့ဒီမိသားစုအတွက်ပိုးကြပြုခင်ကသာပိတ်ဆက်ခဲ့သူဖြစ်ခဲ့တာပါ။ဝမ်းနဲ့လွယ်ပြီးမမွေးရတဲ့ကလေးတွေကိုလည်းမိခင်အရင်တစ်ဖွဲပြုစုဆောက်ရှောက်ထိန်းသိမ်းပေးရတယ်။ရင်သွေးအငယ်လေးတွေမွေးပေးရတယ်။ဒီကြားထဲမှာယောက်ျားရဲ့မတိတက်မှုတွေရှိလာရင်လည်းသူမကတီးခံပေးရတယ်။အခုတစ်ခါမှလည်းယောက်ျားဖြစ်သူရဲ့လုပ်ငန်းတူတငယ်ချင်းမင်္ဂလာဆောင်တော့တိတ်တရရရရောနဲ့လက်ဖွဲ့ပေးရှာတယ်။ယောက်ျားဖြစ်သူကိုမငယ်ရအောင်မျက်နှာမငယ်ရအောင်လို့အတွင်းစိတ်ကိုမသိရလို့ဘာမှတတ်အပ်မပြောရပေမဲ့သူမလုပ်နေတဲ့လုပ်ငန်းတွေကတော့ဒီမိသားစုအပေါ်မှာသူမမြတ်တာစစ်မှန်တယ်ဆိုတာကိုပြသနေခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်ပညာသတင်းတစ်ပုဒ်နဲ့ချစ်မဝလေးနဲ့ဇေယျတို့ရဲ့မင်္ဂလာဆောင်ပွဲမှာငွေ9သိန်းသာလက်ဖွဲ့ခဲ့လို့ကစီနဲတယ်ဆိုပြီးတော့လူပြောများနေတဲ့မင်းသားနေတိုဒီသတင်းပေါ်မှာလူများကတော့နေတိုကိုကစီနဲလိုက်တာဆိုပြီးတော့ဝေဖန်တွေထွက်ပေါ်လာခဲ့ပါတယ်။မြမရင်ကျေးမှုဒလိထုံးစံအရမင်္ဂလာပွဲတစ်ခုမှာလက်ဖွဲ့တယ်ဆိုတာသူတို့သားသူတို့သမီးတွေရဲ့အနာဂတ်အတွက်ဝမ်းဝိုးပံ့ပိုးတာဖြစ်တယ်လို့လက်ဖွဲ့တဲ့သူရဲ့အဆင့်အတန်းနဲ့ချမ်းသာကြွယ်ဝမှုပေါ်မှာလည်းမူတည်လေးရှိပါတယ်။ဒီခေတ်ကြီးထဲမှာတိမ်မောင်9000ကျော်တန်းအကုန်ကြခံထားတဲ့ပွဲကြီးမှာမြမထိတ်တန်းမင်းသားကြီးတယောက်က9သိန်းမဲ့လက်ဖွဲ့တယ်ဆိုတာကတော့တကယ့်ကိုပဲဘာလို့ရမလဲလို့မိခိုးနေထုတ်လာစရာဖြစ်လာခဲ့ပါတယ်။